ခရီးသွားလုပ်ငန်းမှာအစားအသောက်ထုတ်လုပ်မှုနဲ့တဲခင်းအခန့်ကျွေးမွေးမှုဟာအခြားသောတဲခိုနေထိုင်ရေးတည်ယူပို့ဆောင်ရေးလှည့်လည်ပြသရေးဖျော်ဖြေလုပ်ငန်းကဏ္ဍများနေတူအရေးပါတဲ့လုပ်ငန်းကဏ္ဍတစ်ခုဖြစ်တဲ့အပြင်အစားအစာဘေးကင်းလုံခြုံမှုဟာနိုင်ငံတနိုင်ငံလုံးရဲ့ခရီးသွားလုပ်ငန်းကဏ္ဍပုံရိပ်ကိုအဓိကပုံဖော်မောင်းနှင်ပေးနိုင်တဲ့အရာတစ်ခုဖြစ်တာကြောင့်ဟိုတယ်နှင့်ခရီးသွားကဏ္ဍအတွင်းအစားအစာဘေးကင်းလုံခြုံမှုနဲ့အစားအစာအလေးလွင့်လျှော့ချမှုစီမံခန့်ခွဲရေးအလုံးစုံဆွေးနွေးပွဲကိုဒီကနေ့မနက်ပိုင်းမှာနေပြည်တော်ဟိုတယ်ဆောင်ရှိမင်္ဂလာသီရိဟိုတယ်မှာကျင်းပရာအားကစားနဲ့လူငယ်ရေးဝန်ကြီးဌာနနဲ့ဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဂျန်ဖန်နော်တောင်ကဒီကနေ့ကျင်းပပြုလုပ်တဲ့အလုံးစုံဆွေးနွေးပွဲဟာမြန်မာနိုင်ငံရဲ့ခရီးသွားလုပ်ငန်းကဏ္ဍရေရှည်ဖွံ့ဖြိုးတိုးတက်စေဖို့အတွက်အလွန်အရေးပါတဲ့ခြေလှမ်းတစ်ရပ်ဖြစ်ပြီးဟိုတယ်နဲ့ခရီးသွားကဏ္ဍအတွင်းအစားအစာဘေးကင်းလုံခြုံမှုနဲ့အစားအစာအလေးအလွင်လျှော့ချရေးဆိုင်ရာအသိပညာများကိုလက်တွေ့လုပ်ငန်းခွင်နဲ့ပေါင်းကူးချိတ်ဆက်ပေးနိုင်မယ့်အခွင့်အလမ်းကောင်းတစ်ရပ်ဖြစ်ပါကြောင်းကိုဗစ်-19 ကပ်ရောဂါဖြစ်ပွားပြီးနောက်ပိုင်းမှာခရီးသွားဧည့်သည်များအနေနဲ့ဘေးကင်းလုံခြုံမှုကိုဦးစားပေးရွေးချယ်လာခဲ့ပါကြောင်းဘေးကင်းလုံခြုံမှုဆိုတဲ့နေရာမှာအစားအစာဘေးကင်းလုံခြုံမှုဟာခရီးသွားဧည့်သည်များနေ့စဉ်ကြုံတွေ့နေရတဲ့ကဏ္ဍတစ်ရပ်ဖြစ်ပြီးခရီးစဉ်ဒေသရဲ့ပုံရိပ်ကိုတိဆောက်ရမှာအခြေခံလိုအပ်ချက်တစ်ခုဖြစ်တာကြောင့်အစားအစာဘေးကင်းလုံခြုံမှုကိုအထူးအလေးထားဆောင်ရွက်သွားရန်တိုက်တွန်းပြောကြားလိုပါကြောင်းတို့တူအစားအစာများအလေးလွင့်ဖြစ်ပေါ်မှုနဲ့စွန့်ပစ်ရမှုကိစ္စဟာဒီကနေ့ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုကြီးတစ်ရပ်ဖြစ်လာတာကိုတွေ့ရှိမှာဖြစ်ပါကြောင်းမိမိတို့နိုင်ငံအနေနဲ့ခရီးသွားလုပ်ငန်းရေရှည်ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရမှာအစားအစာဘေးကင်းလုံခြုံမှုနဲ့အစားအစာအလွင်လျှော့ချဖို့အတွက်လက်တွေ့ကျတဲ့အစီအမံများဖြစ်တဲ့အစားအစာတည်ခင်းအခက်မှုနဲ့ဝန်ဆောင်မှုပေးနေတဲ့ဝန်ထမ်းများအားလုပ်ငန်းခွင်မှာလက်တွေ့ကျင့်သုံးဆောင်ရွက်နိုင်စေရန်အသိပညာပေးသင်တန်းများကိုပုံမှန်ဖွင့်လှစ်ပို့ချပေးခြင်းအစားအစာများကိုကုန်ကျန်းဝယ်ယူသည်မှစ၍ဝန်ဆောင်မှုပေးသည့်အထိအဆင့်တိုင်းမှာအစားအသောက်ပမာဏထိန်းချုပ်မှုစနစ်အစားအစာများကို fast in fast out တည်ခင်းမှုစနစ်menu planning ingredient planning စနစ်များကိုလက်တွေ့ကျကျအကောင့်ထဲပေါ်ဆောင်ရွက်ခြင်းများအပြင်အစားအစာများကိုတိုးလောင်သိမ်းဆည်းရမှာလည်းအပူချိန်စောင့်ကြည့်စနစ် inventory management ကဲ့သို့သောခေတ်မီနည်းပညာများကိုအသုံးပြုဆောင်ရွက်ရမှာဖြစ်ကြောင်းအဲ့လိုဆောင်ရွက်ရမှာအစိုးရပုဂ္ဂလိကကဏ္ဍလုပ်ငန်းအသင်းအဖွဲ့များအားလုံးပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်းတိုက်တွန်းပြောကြားခဲ့ပါတယ်အိမ်နောက်ကျန်းမာရေးဝန်ကြီးဌာနအစားအသောက်နှင့်ဇီဝကွပ်ကဲဦးစီးဌာနနဲ့နေပြည်တော်စီမံသားရေးကော်မတီတို့မှတာဝန်ရှိသူများကအစားအစာဘေးကင်းလုံခြုံမှုနဲ့အစားအစာအလေးလွှဲလျှော့ချစီမံခန့်ခွဲရေးဆိုင်ရာများကိုမိမိတို့သက်ဆိုင်ရာကဏ္ဍအလိုက်ဆွေးနွေးတင်ပြကြပြီးထားနိုင်ငံဘန်ကောက်မြို့ရှိ Food Waste Management in the Tourism Sector Council နဲ့ပြည်ပပညာသင်သွားခဲ့တဲ့ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှအရာထမ်းများကပညာသင်အတွေ့အကြုံများကိုဆွေးနွေးတင်ပြကြပါတယ်အဲ့နောက်စကွိုင်းဆွေးနွေးခြင်းကိုဆက်လက်ဆောင်ရွက်ခဲ့ကြပြီးတက်ရောက်လာကြသူများမှသိရှိလိုတဲ့မေးမြန်းမှုများကိုတာဝန်ရှိသူများကပြန်လည်ရှင်းလင်းဖြေကြားကြပါတယ်။အဲ့နောက်ဒုတိယဝန်ကြီးဦးဖြိုးစောစိုးကဆွေးနွေးချက်ရလဒ်များအပေါ်သုံးသပ်ဆွေးနွေးပြီးညီကုန်းချုပ်စကားပြောကြားခဲ့ပြီးအလုံးစုံဆွေးနွေးပွဲမှာပါဝင်ဆွေးနွေးခဲ့ကြသူများအားအမတ်တရလက်ဆောင်များပေးရချီးမြှင့်ခဲ့ကြောင်းသိရှိရပါတယ်ရှင်။